စစ်သားလေးလက်တာတယောက်တောထဲမှာအယိုးချောက်လိုငားလိုယူဆိုးပန်းဆိုးတော်ဝါကြီးနဲ့ထိတိုက်တိုးတာနေစတာပေါ့။ तू ကတော့တေးပြီလို့ပဲမှတ်နေတာ။ဒါပေမဲ့အဲ့ဒီတော်ဝါကြီးကသူ့ကိုအနံ့ခံပြီးမှဘာမှမလုပ်ပဲနောက်ဆုတ်သွားတယ်။ပြီးကိုမျက်စိရှိတယ်ပဲလက်ပတဲ့အမျိုးသမီးတယောက်ဖြစ်အသွင်ပြောင်းသွားပြီးလက်တာကိုမင်းကချိုးသားပဲငါမင်းကိုဘာမှမလုပ်ဘူးအခုချစ်ချင်းသွားတော့ဆိုပြီးလွတ်ပြလိုက်တယ်ဗျာ။လက်တာလည်းအသက်လူပြီးပြေးတာပေါ့စခန်းကိုပြန်ရောက်တော့သူ့အသက်လူကြီးကိုအကျိုးအကြောင်းတွေပြောပြတာပေါ့။ဒါပေမဲ့အဲ့ဒီရာရှိကအလျှော့မပေးပဲအဲ့ဒီတော်ဝါရဲ့အတိုက်ကိုအမြောက်တီနဲ့ပြစ်ခိုင်းလိုက်တယ်။အဲ့ဒီနောက်မှာတော့လက်စားချေတဲ့ပွဲစားတာပါပဲ။အဲ့ဒီတော်ဝါတွေကတင်းဘောစစ်ကိုဝင်တိုက်ပြီးစစ်သားတို့အများကြီးကိုတပ်ပစ်လိုက်ကြတယ်။တကယ်အလေပြောင်းကနောက်မှာဗျာ။လက်တာတယောက်ဌာနချုပ်ကိုတည်င်းပို့ဖို့သွားတဲ့အခါမှာသူ့အထက်လူကြီးကတကယ်တော့လူမဟုတ်ပဲအသွင်ပြောင်းထားတဲ့တော်ဝါကြီးဖြစ်နေတာကိုသိလိုက်ရတယ်။အဲ့ဒီတော်ဝါကြီးကသူ့ကိုတတ်တော့မဲ့အချိန်မှာပဲတနေရာကအတန်တစ်ခုထွက်လာပြီးအဲ့ဒီတော်ဝါကြီးကိုထိန်းချုပ်လိုက်တယ်လို့ပဲ။အဲ့ဒီနောက်မှာတော့တော်ဝါကြီးကလက်တာကိုမတတ်တော့ပဲပဒေးမောက်တစ်ဝက်နေကိုရိုက်ခွဲပြီးမြို့တော်ကိုပြန်ထွက်သွားပါလေတော့ဗျာ။